အခုဆက်လက်ပြီးတော့ tries အကြောင်းကိုဆက်လက်တင်ပြပါမယ်အဲ့တော့ tries ဆိုတဲ့အသုံးအနှုန်းက dice လို့ပါပဲ try out for AC ပေါ့နော် AC switch အဲ့တော့ try out ဆိုတာကတော့ try electrode ကိုပြောတာပေါ့ electrode 3ခုပါတာပေါ့နော် TRI ရဲ့ AC ရဲ့တို့ကောက်ရေးလိုက်တဲ့ခါကျမှ tries လို့ခေါ်သုံးလုံးတာဖြစ်ပါတယ်အဲ့တော့ဒါလေးက dice ရဲ့ sample ပါအဲ့တော့ dice မှာကျတော့ control မရှိဘူးပေါ့နော်အဲ့တော့ dice နဲ့ four layer device ကသဘောတရားချင်းတူတူပဲ four layer device က one direction နဲ့ပဲရတယ် dice ကကျတော့ two direction နဲ့ရတယ်သူတို့နှစ်ခုစလုံးကသက်ဆိုင်ရာ break over voltage တွေမရောက်မချင်းကားတယ်မစီ break over voltage တွေရောက်မှကားတယ်စီမယ်အဲ့တော့ဒီ tries ကကြတော့ SCR နဲ့သဘောတရားချင်းသွားတူတယ်ပေါ့နော်အဲ့တော့ SCR နှလုံးကိုဒီအပြန်လှန်ပြောင်းပြန်လှန်ပြီးတော့ကြောချင်းကပ်ပြီးတော့ပူးထားတဲ့သဘောမျိုးပေါ့နော်အဲဒီလိုပုံစံမျိုးပေါ့နော်ဒီ gate နှစ်ခုပူးထားမယ်ပေါ့အဲ့တော့အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဒီကားတဲ့ direction ကို by direction နဲ့ခွင့်ပြုနိုင်တယ်ပေါ့နော် A1 to A1 to A2 ကိုလည်းသွားနိုင်တယ်လို့ A2 to A1 လည်းသွားနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒါကသူ့ရဲ့ structure ပေါ့နော်ဒီ semiconductor structure ကတော့ဒီ reference တွေတစ်ခုနဲ့တစ်ခုကြားမှာတော့ကွဲလွဲမှုတွေရှိတယ်ပေါ့နော်ဒီအခုဆွဲထားတဲ့ equivalent circuit က diace ရဲ့ equivalent circuit ဖြစ်ပါတယ် triace ကကြတော့ဒီ Q2 ရဲ့ base နဲ့ Q3 ရဲ့ base နဲ့ပေါင်းပြီးတော့အပြင်ကိုငုတ်တစ်ခုထုတ်ထားတဲ့ကဲ့သို့ဖြစ်ပါတယ်ဒါတချို့ reference အောက်တွေမှာတော့ဒီနေရာမှာ M main terminal နဲ့ MD1 ဒီနေရာမှာ main terminal နဲ့ MD2 ဒီလိုလဲရေးကြတာရှိပါတယ် equivalent circuit နဲ့ bilateral operation ကိုလေ့လာကြည့်ပါမယ်ဒီ triace က diace လိုပဲအပြန်အလှန်ကားတဲ့စီနိုင်တယ်သို့တော့ forward break over voltage ကိုဘာနဲ့ control လုပ်လို့ဆိုရင် gate နဲ့ gate ကနေကားတဲ့တစ်ခုပေးသွင်းခြင်းအပြင် control လုပ်နိုင်တယ်အဲ့တော့ဒီပထမပုံလေးကကြတော့ A1 ဘက်ကိုအပေါင်း potential ပေးတာပါ A2 ဘက်ကိုအနှုတ် potential ပေးတာပါအဲ့တော့အဲ့လိုပေးတဲ့အခါမှာကားနဲ့စီးနိုင်တဲ့ internal structure အရကားနဲ့စီးနိုင်တဲ့ transistor တွေဒီ Q1 နဲ့ Q2 ပဲကားနဲ့စီးနိုင်မှာဖြစ်ပါတယ်အဲ့တော့ transistor ရဲ့အခြေခံသဘောတရားအရဒီ NPN transistor တစ်လုံးဆိုလို့ရှိရင်ဒီ emitter ဘက်မှာသူက lower potential ရှိဖို့လိုတာပေါ့ PNP transistor မှာဆိုလို့ရှိရင် emitter ဘက်မှာ higher potential ရှိဖို့လိုတာပေါ့အဲ့တော့အဲ့ဒီ biasing condition နဲ့မကိုက်ညီတဲ့အတွက်ကြောင့် Q4 တို့ Q3 တို့က reverse bias အနေထားမှာရနေတယ်လို့ပြောနိုင်တယ် Q1 နဲ့ Q2 ကတော့ forward bias အနေထားမှာရနေတယ်လို့ပြောနိုင်တယ်အဲ့ဒီအချိန်မှာ positive pass လေးတစ်ခုလာပြီဆိုလို့ရှိရင်ဒီ Q1 Q2 အတွဲက on သွားမယ်ပေါ့နော် on သွားတဲ့အတွက်ကြောင့် positive supply လာတဲ့ကားတဲ့ဟာ A1 ကနေပြီးတော့ Q1 Q2 လမ်းကြောင်းနေ A2 ကိုကားတဲ့ဟာစီးဆင်းသွားနိုင်ပါတယ်နောက်တစ်ခုဒီပုံလေးပေါ့နော်ဒါကကြတော့ဒီအပေါ်ဘက်ကို negative potential ပေးပြီးတော့အောက်ဘက်ကို positive potential ပေးတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအချိန်မှာ equivalent circuit ကိုကြည့်မယ်ဆိုလို့ရှိရင် PNP transistor ရဲ့ emitter ကြီးကအနှုတ်ဖို့ရနေတယ် NPN transistor ရဲ့ emitter ကကြတော့အပေါင်းဖို့ရနေတယ်အဲ့ဒီအချိန်ကြီးကဒီ transistor တွေအလုံးမလုံးနိုင်ဘူးပြောရင် Q1 နဲ့ Q2 က reverse bias အနေထားမှာရှိနေတယ် Q4 နဲ့ Q3 အတွက်ကိုကြည့်မယ်ဆိုရင်ကြတော့ Q4 PNP transistor emitter ကအပေါင်းဖို့ရှိတယ်နောက်တစ်ခုက Q3 ရဲ့ emitter Q3 က NPN transistor သူရဲ့ emitter က lower potential ရှိတယ်အဲ့အတွက်ကြောင့် Q4 နဲ့ Q3 ဒီ biasing condition က forward bias ဖြစ်ပြီးတော့ current စီးနိုင်တဲ့အနေအထားမှာရှိအဲ့ဒီအချိန်မှာဒီ pass တစ်ခုလာတယ်ပေါ့အဲ့တော့ဒီ pass နဲ့ပတ်သက်ပြီးတော့ဒီမှာမှတ်သားစရာတစ်ခုเนาะအရေးကြီးတာလေးတစ်ခုမှတ်သားဖို့လိုမယ်အခုဒီဆွဲထားတဲ့ pass ကတော့ဒါ positive pass ပဲပေါ့เนาะ positive pass ပဲအဲ့တော့ဒီ positive pass ကဘယ်သူနဲ့ reference ယူထားတာလဲဆိုရင်ဒါ A1 နဲ့ reference ယူပြီးတော့ဆွဲထားတာဖြစ်ပါတယ်ဒါ with respect to A1 ဆိုလို့ရှိရင်တော့ဒါ positive pass ပေါ့သို့တော့အကယ်၍သူရဲ့ reference က A2 နဲ့ဂျာမှာဆိုလို့ရှိရင်ဒါဘာဖြစ်ဖို့ရှိလို့ဆိုရင်ဒါ negative pass ဖြစ်ဖို့ရှိပါတယ်အဲ့တော့ gate ကနေပြီးတော့ဒီ reference line တစ် line ကိုပဲပုံသင်ယူပြီးတော့ gate မှာ signal တစ်ခုထည့်မယ်ဆိုလို့ရှိရင်ဒါဒီ positive pass ဖြစ်မယ်ဒါဒီ negative pass ဖြစ်မယ်အဲ့တော့ဒီ triace ကပြရမှာက positive pass မှာလည်းသူကအလုပ်လုပ်တယ် negative pass မှာလည်းအလုပ်လုပ်တယ်လို့နားလည်ရပါမယ်ဒါကြောင့်မို့လို့ဒီအလုပ်လုပ်မဲ့ pass တစ်ခုရသွားပြီဆိုလို့ရှိရင်ဒီ positive potential ကနေပြီးတော့ဒီ Q4 Q3 လမ်းကြောင်းကနေတစ်ဆင့် A1 ကနေပြီးတော့current စီးသွားနိုင်တာဖြစ်ပါတယ်အဲ့တော့သူရဲ့ characteristic curve ကိုလေ့လာပါမယ်အဲ့တော့ဒီတစ်ချမ်းဟာတကယ်တော့ဘာနဲ့သွားတူလို့ဆိုရင်ဒါ SCR ရဲ့ characteristic ပဲဖြစ်ပါတယ်အဲ့တော့ဒါက IG0 ပါ IG0 ဆိုလို့ရှိရင် break over voltage က data sheet မှာပေးထားမယ် IG ကိုကြီးလိုက်မယ်
IG1 IG0 တဲ့ကြီးပါတယ် IG2 က IG1 တဲ့ကြီးပါတယ်အဲ့ဒါကြီးလိုက်မယ်ဆိုရင် break over voltage တွေကရော့သွားမှာဖြစ်ပါတယ်ဒါ IG0 မှာဖြစ်တဲ့ break over voltage ကဒီဟာဆိုလို့ဆိုရင် IG1 ဆိုရင် break over voltage ကဒီရောက်သွားမယ် IG2 ဆိုရင် break over voltage ကဒီရောက်သွားမယ် IG က break over voltage ကို control လုပ်နိုင်တယ် IG increase ဖြစ်သွားရင် IG က increase ဖြစ်သွားရင် break over voltage က decrease ဖြစ်သွားမှာเนาะအဲ့တော့ reverse bias ဆိုတာလည်းတကယ်တော့ဒီ A1 နဲ့ A2 ကိုဒါပြောင်းပြန်ဒီလို biasing condition မဟုတ်တဲ့ other အခြေအနေတစ်ခုမှာပြီးတဲ့ biasing ကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဒီ reverse bias မှာလည်းထုံနည်းတူပဲသူက reverse မှာလည်း break down လို့မပြောဘူးပေါ့နော် SCR မှာကျတော့ reverse ကို break down လို့ပြောတယ်ဒီမှာကျတော့ break over break down ဆိုတာပြတ်သွားတာကိုပြောတာ break over ကျတော့သူအလုံးလုံးဖို့အတွက်လိုအပ်တဲ့ဘိုးကိုရောက်သွားတာကိုရောက်သွားတဲ့အခြေအနေလေးကိုဆိုလိုတာပေါ့ break over voltage IG0 တဲ့ break over voltage IG1 တဲ့ break over voltage ဒါ IG2 တဲ့ဒီဟာ break over voltage ပေါ့နော်သူလည်းဒီတိုင်းပဲ current နဲ့မှုကြီးသွားတာနဲ့ break over voltage ကလျော့သွားဖို့ရှိတာဖြစ်ပါတယ်ဒါကြောင့် IG ကိုတိုးလိုက်မယ်ဆိုလို့ရှိရင် VBR ဟာ decrease ဖြစ်မယ်သူလည်းဘာနဲ့တူတူပဲလဲဆိုရင် SCR နဲ့တူတူပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာလည်းတခုသတိထားကြရပါတော့ဆိုတော့ SCR မှာလိုပဲပေါ့နော် SCR မှာဆိုလည်းပဲ SCR ကိုသုံးမဲ့ supply voltage နဲ့ SCR ရဲ့ဒီ forward reverse ကောပေါ့ break over voltage နဲ့ကြည့်လို့ရှိရင်ဘယ်လိုဖြစ်နေရမလဲဆိုရင်ပစ္စည်းရဲ့ break over voltage က supply voltage များနေရအဲ့ supply သုံးတဲ့စနစ်ကတွဲဖို့သုံးထားရဲဆိုရင်ဒီ break over voltage က90ဖို့တို့100ဖို့တို့ဒီလိုမျိုးတွေသုံးရဖို့သုံးလေးရှိတယ်ပေါ့နော် SCR တို့ tri-edge တို့လိုမျိုးသုံးတဲ့အခါမှာဒီ gate ကနေပြီးတော့ control signal တခုထည့်ပြီးတော့သုံးမှာဖြစ်တဲ့အတွက်ကြောင့်ဒီ supply က break over voltage ထဲတော့ငယ်ရမယ်ဒီနေရာပြင် break over voltage တွေက supply ထဲကြီးပြီးတော့သုံးရအဲ့သဘောတရား tri-edge မှာလည်းအတူတူပဲ break over voltage ပေါ့နော်ဘယ်အောင်ပြောတာလို့ဆိုရင်ဒီ gate current 0 gate current 0မှာရှိတဲ့ဒီ break over voltage အဲ့တော့ဒီတန်ဖိုးနဲ့ဒီတန်ဖိုးတွေကလည်းဒါတူတယ်လေတူဖို့ရှိတယ်အဲ့တော့အဲ့ဒီ break over voltage ဟာ supply volt ထဲကြီးရမယ်ကြီးတဲ့အနေထားမှာသုံးရအခုဆက်လက်ပြီးတော့ tri-edge ရဲ့ AC application ကိုဆက်လက်ပြီးတော့ပို့ချပါမယ်အဲ့တော့သူက AC ကဘယ်လိုသုံးတာလဲဆိုရင် phase ကို control လုပ်ဖို့သုံးတာဖြစ်ပါတယ်ဥပမာဆိုလို့စင်ဒါအဝင် AC ရှိတယ်ပေါ့နော်အဲ့တော့အဝင် AC ကတော့ဒီလိုမျိုး full wave လာနေတယ်နော်ဆိုလိုတာ0 degree နဲ့ပြောမယ်ဆိုရင်ဒါ0 degree ဒီဟာက360 degree ဒါဆိုရင်ဒါ180 degree ပေါ့အဲ့တော့အဲ့ဒီအဝင် AC phase ကိုဒီလုတ်ပေါ်မှာဘယ်မြကျစီမလဲဆိုတဲ့ဟာကိုဒီ tri-edge က control လုပ်နိုင်တဲ့ ability ရှိတာဖြစ်ပါတယ်အဲ့တော့ SCR ကတော့ half wave ပဲ control လုပ်နိုင်တယ် tri-edge ကတော့ full wave control လုပ်နိုင်တာဖြစ်ပါတယ်အခုဒီမှာ rama ပုံလေးကိုကြည့်မယ်ဆိုရင် full wave ပေါ့နော်360အဝင် AC အတိုင်းဘိုးတွေကိုလုံးမှာပေါ်ခိုင်းထားတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်တော့ဒါဝင် AC အပြည့်မဟုတ်တော့ဘူးဝင် AC သူက control လုပ်လိုက်ပြီပေါ့နော်အဲ့တော့ဒီနေရာကဒါဘယ်လောက်နေရာလဲဆိုရင်ဒါ45 degree ဒီနေရာဖြစ်တာ trigger လို့ပြောနိုင်တယ် trigger 45 degree အဲ့တော့ဒီနေရာကဒါဆိုရင် negative half အတွက်လည်းတူတူပဲ trigger က180 plus 45 degree နော်အဲ့ဒီမှာ trigger လုပ်ထားတယ်အဲ့အတွက်ကြောင့် conduction ကဘယ်လောက်ရမလဲဆိုရင်ဒီနေရာက0 degree လို့သဘောထားရင်ဒီနေရာကဒါ180 degree ပေါ့အဲ့တော့180 minus 45ဆိုတော့conduction ကဘယ်လောက်ရမလဲဆိုရင်135 degree conduction ရမယ်အဲ့တော့ဒါဆိုရင်ဒီပထမဦးဆုံးပုံကကြတော့သူ trigger ကဒါ0 degree မှာပေးတာပေါ့နော် positive half အတွက်0 degree မှာပေးတယ်လို့နားလည်နိုင်တယ် negative half cycle အတွက်180 degree မှာ trigger ပေးတယ်လို့နားလည်နိုင်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့သူက full power ပေါ့နော် power အပြည့်လုံးမှာကြာတယ်အဲ့ဒီဒုတိယပုံလေးကကြတော့သူက phase ကို control လုပ်လိုက်ပြီအဲ့တော့ trigger က45 degree မှာပေးတာဖြစ်တဲ့အတွက်ကြောင့်45 degree မှာ tri-edge on မယ် on မှာလုပ်ပုံမှာပို့ကြအခုဒီတတိယပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ trigger ကဘယ်လောက်လဲဆိုရင်90 degree ဖြစ်ပါတယ်အဲ့တော့ conduction ကဘယ်လောက်ရမလဲဆိုရင်90 degree ဖြစ်မယ်အဲ့တော့ trigger နဲ့ conduction နဲ့ပေါင်းလို့ရှိရင် every half cycle တိုင်းအတွက်180 degree ရမှာပေါ့ဒါ positive half အတွက်ပြောတာ
negative half အတွက်ဆိုလို့ဆိုရင် trigger ဒီနေရာဆိုတာဒီဟာကဘယ်လောက်လို့ဆိုရင်180နော်အဲ့တော့180 plus 90ပေါ့180 plus 90မှာ negative half cycle အတွက် trigger ပေးမယ်အဲ့ဒါဆိုရင် negative half cycle အတွက်လည်း conduction ဘယ်လောက်ပဲရမှာပဲလဲဆိုရင်90 degree ပဲဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ဆိုရင်ဒါ trigger ပေးတာတော့နောက်ကျတယ်လို့ပြောအောင်ပါပေါ့နော်ဒီ conduction က angle ကသေးသေးလေးပဲရှိတော့တယ်လေဒါဆိုရင် trigger က positive ကိုပြောမယ်ဆိုရင်ဒါ trigger က135မှာ trigger ပေးထားတာပါ135 degree မှာ trigger ပေးထားတာဖြစ်တဲ့အတွက်ကြောင့် conduction ကဘယ်လောက်ပဲရလဲဆိုရင်45 degree ပဲရတာဖြစ်ပါတယ်သူလည်းဒီတိုင်းပဲ45 degree ပဲရမှာဖြစ်ပါတယ် negative half cycle အတွက် trigger က135 plus 180 degree ဖြစ်ပါမယ်နောက်ဆုံးပြထားတဲ့ပုံလေးကတော့ဒါ positive half cycle အတွက် trigger သည် nearly 180 degree နားကိုကတ်သွားတာဖြစ်ပါတယ်။တို့ဒီတူသွားပဲ negative half cycle အတွက် trigger သည် nearly 360 degree နားကိုကတ်သွားတာဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မို့လို့လုံးမှာဘိုးကမရှိသလောက်နေပါဖြစ်သွားမယ်။ဒီပထမဦးဆုံးဒီ full wave ဖြစ်နေတာကတော့ဒါ power maximum ဖြစ်ပါတယ်။အဝင် AC ဘိုးအတိုင်းလုံးမှာ power ကိုကျခိုင်းထားတဲ့အနေထားပါဒီနောက်ဆုံးပုံကတော့ဒါ power minimum ဖြစ်ပါတယ်အဝင် AC ပေးတဲ့ဘိုးရဲ့ 0% လောက်ပဲဒီလုပ်ပေါ်မှာဘိုးကရောက်ရှိမှာဖြစ်ပါတယ် positive half cycle မှာ conduction angle ကိုဘယ်လိုတွက်မလဲဆိုရင်180 degree minus firing angle ဒီ conduction angle ဖြစ်ပါမယ်22ဆိုတော့ပဲ negative half cycle အတွက်လည်းအတူတူပဲ negative half cycle အတွက် conduction angle ကိုလိုချင်တယ်ဆိုရင်360 minus 180 degree plus firing angle ပေါ့အဲ့တော့ဒီမှာအလွယ်မှတ်တာကတော့ဘယ် half cycle အတွက်မဆို positive half ပဲဖြစ်ဖြစ် negative half ပဲဖြစ်ဖြစ် firing angle နဲ့ conduction angle နဲ့ပေါင်းလို့ဆိုရင်180 degree ပြန်ရမှာဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ light dimmer application ဆက်လေ့လာပါမယ် trials ကိုသုံးထားပါတယ်အဲ့တော့ဒီ application ကတော့ဒီမှာဝင်မှာရှိတဲ့ AC power ရဲ့ 100% ကိုလုံးဝကျစေမလားသို့မဟုတ်ရင်လည်း75% ကိုပဲလုံးဝကျစေမလားသို့မဟုတ်50% ကိုပဲလုံးဝ power drop ဖြစ်စီမလားသို့မဟုတ်25% လားသို့မဟုတ်လုံးဝမပေါ်ခိုင်းဘူးလားအဲ့ဒီဟာကိုဒီ triage ကနေပြီးတော့ဒီ trigger ပေးပြီးတော့ control လုပ်နေတဲ့အသုံးချမှုဖြစ်ပါတယ်အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင် R1 R2 က voltage divider ပေါ့ R1 ကတော့ R1 နဲ့ R3 ကတော့ gate garden ပေါ့ gate garden ကိုသူကဒီမှာတော့ diode တစ်လုံးခံထားတယ် diode ကနေတဆင့်သွားတယ်ပေါ့ current ကို limit လုပ်ပေးတယ်အဲ့တော့ R2 ကတော့ variable resistor ကို potentiometer ဖြစ်သုံးထားတယ်ဒီ R2 ရဲ့ setting ပေါ်မူတည်ပြီးတော့ trigger point တွေပြောင်းသွားမယ်ဒီသဘောတရားဟာ SCR circuit မှာနဲ့အတူတူပဲဖြစ်ပါတယ်အဲ့တော့ဒီ setting ကအပေါ်ဘက်ကိုရောက်လေ trigger point က0 degree ဘက်ကိုနီးလေဖြစ်မယ် setting ကအောက်ဘက်ကိုရောက်လေ trigger point က180 degree ဘက်ကိုနီးလေဖြစ်မှာပါသို့တော့ဒီမှာလည်း SCR လိုပဲ resistor circuit ဖြစ်တဲ့အတွက်ကြောင့်ဒီ trigger လုပ်နိုင်တဲ့ range က positive half အတွက်ပြောမယ်ဆိုရင်0 degree to 90 degree အတွင်းမဲ့ trigger လုပ်နိုင်တာဖြစ်ပါတယ်0 degree to 180 degree အထိ trigger လုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ phase shifter circuit တွေကိုသုံးရဖို့ရှိပါတယ်အဲ့တော့ဒီ C1 နဲ့ diode ပေါင်းပြီးတော့လောက်ဆောင်ချက်ကိုရှင်းပြပါမယ်အဲ့တော့ဒီ C1 ကမပါလဲပဲသူကတော့အလုပ်လုပ်တယ်ပေါ့နော်သို့တော့ C1 ပါခြင်းအပြင် gate မှာဒီ spike ကိုအားကိုရအောင်ဒီ diode နဲ့ပူးတွဲပြီးတော့လှုပ်ဆောင်တာဖြစ်ပါတယ်အဲ့တော့ C1 က noise signal ကို ground ကို bypass လုပ်ထားလဲရှိတယ်ပေါ့နော်သို့တော့အဲ့ဒီတက်ပို့ပြီးတော့သူရဲ့ထူးခြားတဲ့လှုပ်ဆောင်မှုက C1 မပါဘူးဆိုလို့ရှိရင်ဒီ waveform ဖြစ်ပါတယ်အဲ့တော့ဒါက VS ဒီအနီအောင်လေးက VS ဖြစ်ပါတယ်အခုဒီမှာရှိတဲ့ triace ရဲ့ gate ကိုရောက်မဲ့ပို့တာ VG လို့သဘောထားရင်ဒီအပြာရောင်လေးကဒါ VG ဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်အဓိပ္ပာယ်ကဒီနေရာလေးပေါ့ဒီကျွန်တော်မြားထိုးထားတဲ့ဒီနေရာလေးအဝင် AC အဲ့ဒီလောက်ရောက်တဲ့အခါမှာ triace ရဲ့ break over voltage ကျော်တဲ့အတွက် triace ကို contact ဖြစ်တယ် contact ဖြစ်ပြီးတော့ဒီဘက်အချမ်းကိုရောက်လာတဲ့ပို့က capacitor မပါဘူးဆိုလို့ရှိရင် phase ကဒီလိုဖြစ်မှာပါအဲ့တော့အဲ့မှာဒီ low value capacitor တစ်လုံးတက်လိုက်တဲ့အတွက်ကြောင့်မို့လို့ဒီအပေါ်ကပုံစံပြန်ပြီးတော့ရတယ်ပေါ့နော် gate ကိုရမယ် voltage ကဒီ spike voltage ကိုရရှိတာဖြစ်ပါတယ် phase တော့နည်းနည်း shift ဖြစ်သွားတာပေါ့နော်အဲ့တော့ဒီ capacitor မပါတော့ကဒီနားမှာသူ့ရဲ့ break over voltage ဖြစ်တဲ့ point ဒီနေရာမှာသို့တော့ဒီ RC အတွဲရဲ့အလုံးလုံးပုံပေါ့ဒါကတော့ဒီ capacitor တွေက AC ဘို့သူက phase shift လုပ်နိုင်တယ်လေအဲ့တော့အခုဒါဆိုရင်ဒီ phase shift နည်းနည်းလေးဒီဘက်ထဲကိုရောက်သွားတယ်နော်အဲ့ဒါတစ်ချက်
ထူခြားပါတယ်နောက်တစ်ချက်ကကြတော့ spike bullish သဘာဝကိုရရှိတာဖြစ်ပါတယ်အဲ့လိုရရှိစေခြင်းဖြင့် price အတွက်လိုအပ်တဲ့ consistent trigger ပေါ့နော်တိကျတဲ့ trigger path ကိုရရှိစေပါတယ်နောက်ဒီမှာ R4 တို့ C2 တို့ပါသေးတယ်အဲ့တော့သူတို့ snapper circuit လို့ခေါ်ပါတယ်အဓိကတော့ဒီ noise တွေကို suppress လုပ်တာပေါ့နော် body transients တွေကို limit လုပ်ပေးတယ်အဲ့လိုလို့ရှင်အပြင် twice အတွက် false trigger တွေဖြစ်ပေါ်ရနေပြီးတော့ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်